ဟာဟာ ဟာကွာ阿明ထောင်း ဟာအဖို့ အေးဘိုးပြောရရှိရဲ့ သွားမယ်ဟာကောင်းလိုက်တာကွာအေးနေတာပဲ ဟာ ညီလေး အကို ချင်းနေ ကိုအတန်ရဲ့တစောင်းလေးကိုတော့ပြီးဆွဲတာဖုံးပြီးတသိန်းတော်မှာအတန်ပေးတဲ့တစောင်းလေးကိုရသွားပြီကိုကြီးရေ မိုင်းလိုက်လား မိုက်တယ်ကိုကြီး ကိုကြီးပြောပါလေ ဟုတ်တယ် လို့တက်တော့ ဘဲကြက်တော်လို့ တက်တော့လေ ကျွန်တော်ဖုန်းနဲ့ဆိုတာလေးကိုရလေ ဟာမင်းငါပြရလေ အာမမင်းနဲ့ပါကိုရကျွန်တော်ဖုန်းနဲ့ဆိုတာကိုရလေ ဟောဟုတ်ရဟေးနမလေးပြောကောင်းလေအဲ့ဒီအမွေးနဲ့ရှိတဲ့မိန်းကလေးကိုငါကိုယ်တိုင်လိုက်ရှာခြင်းနဲ့အခုစီစဉ်လိုက်တော့ ဖြစ်စီရမယ်မိသားအားလုံးနားထောင်ကြပါမင်းသားကသူဤကျင်ရတော့ရွေးရန်အတွက်ဒီတိုင်းပြည်မှာရှိတဲ့မိန်းမပြိုတွေအားလုံးတွေကမှထူခြားတော့ရနန်းရှိတဲ့မိန်းကလေးကိုလက်ထပ်ယူมาဖြစ်ပါတဲ့ဖြင့်မင်းသားကိုယ်တိုင်လိုက်လံရှူမင်းသားကိုယ်တိုင်လိုက်လံရှာဖို့မှာဖြစ်ကြောင်းအတိပေးအပ်ပါတယ်ဒီအိမ်မှာရှိတော့မိန်းမပြိုလေးမင်းသားလေးနန်းရှူရန်အတွက်အိမ်ရှိတို့ထွက်ခဲ့ပါစရှူလို့ရပါပြီမင်းသားလေးမင်းသားလေးဒါပြီးရင်နောက်ဆုံးတိုင်မဲကျန်တော့နော်မင်းသားလေးစရှူလို့ရပါပြီဟာတွေ့ပြီတူရဲ့ ရှာတဲ့နိုင်မှရှိကျမကသူ့မဟုတ် ဘာလဲ နဲ့တော့ကလည်းကျမ ဘာလဲ လည်း လာလို့နင်တော့မြင်မှုလို့ သွားစမ်းပါမင်းသားလေးရှာနေစမပါဟိုမင်းသားလေးအတူတွဲခါဘူးကလေ
အနဲ့ကိုရှူကြည့်ကောင်မင်းသားလေးရဲ့ ပါမယ်လေရပြီဟုတ်တယ်ဟုတ်တာပေါ့ဟုတ်တယ်ဒီမျက်နှာလေးတူတူကခဲ့တာဟုတ်တယ် Will you marry me Yes 让眼睛变。